pre-workout တွေစေးကြည့်လို့စိတ်ညစ်နေရလို့ရှိလားအဲ့ဒါဆိုရင်တော့ဒီဗီဒီယိုလေးကတင်ထွက်ပါမင်္ဂလာပါကျွန်တော် Chess ဖြစ်ပါတယ်အခုနောက်ပိုင်း protein ဘူးတွေနဲ့ pre-workout တွေကစေးကြည့်လာပါပြီဒါပေမဲ့စိတ်မပူပါနဲ့ဒီနေ့ကျွန်တော်သုံးတဲ့ budget pre-workout လေးကိုပြောပြပေးပါမယ်ဟုတ်ပါတယ် black coffee တစ်ခွက်နဲ့ငယ်ပသိတစ်လုံးပါစီသက်တာပြီးတော့လွယ်လွယ်ကူကူရိုးရှင်းရှင်းရရှိနိုင်ပါတယ် black coffee မှာပါဝင်တဲ့ caffeine ဓာတ်က central nervous system ကို stimulate လုပ်ပေးပါတယ်အဲ့ဒါကြောင့်မို့လို့ဒီချိန်ကလေးနေတဲ့အချိန်မှာပိုပြီး focus ရစီမှာနောက်တစ်ခုကတော့ငပြောသေးပါငပြောသေးကတဘာဝတိုင်းရရှိတဲ့အကောင်ဆုံး energy bar တစ်ခုလို့ပြောလို့ငပြောသေးမှာ simple carbohydrate ပါဝင်တဲ့ကြောင့်မို့လို့ခန္ဓာကိုယ်ကအလဲတကူခြေဖြတ်ပြီးတော့ absorb လုပ်နိုင်ပါတယ်အဲ့ဒါကြောင့်လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်တွင်ကုန်ဆုံးသွားတဲ့ glycogen တွေကိုအရင်ဆုံးပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်ဒါ့အပြင် potassium တက်လဲပါဝင်တော့ heavy လေးတွေမှာတဲ့အခါမှာကျွတ်တက်တာတွေမဖြစ်အောင်ကောက်ွယ်ပေးနိုင်ပါတယ်ဒါ့အပြင်ပို့ပြီးတော့ကစားတက်လာစီမှာပါဒါလေးကတော့ကျွန်တော်3 ထားရှိတဲ့ pre workout လေးဖြစ်ပါတယ်လေ့ကျင့်ခန်းမလုပ်ခင်မိနစ်30လောက်လုံးမှာစာသင်သုံးဆောင်လို့ရပါတယ်ဘက်ဂျက်လေးဆေးဖြစ်ပြီးတော့တကယ်လည်းအသုံးဝင်နေနည်းလေးပါနောက်ထပ်သိချင်တာရှိလို့ရှိရင်ကောင်းမှမေးခဲ့လို့ရပါတယ် follow မလုပ်ရသေးလို့ရှိရင် follow လုပ်ပေးခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်